ဘဝဆိုတာရံမရှာဖို့နဲ့တန်မာဖို့ပါနောက်တနည်းထည့်ပြောရရင်ကိုဆုံးမခြင်းလို့လည်းပြောလို့ရပါတယ်လူတချို့နဲ့ကိစ္စတချို့ကိုမေးလိုက်ပါမားနေတဲ့မြို့လင်းရှစ်တွေမထားမိစေနဲ့ဟုတ်တယ်တို့တွေရဲ့ဘဝမှာလူတချို့နဲ့ရေရှည်ပေါင်းသင်းမှုတွေမှာပဲဖြစ်ဖြစ်တည်ငါဆောင်စည်းရမှုတွေမှာပဲဖြစ်ဖြစ်ခဲတန်အားလေးကိုဆိုအဆင်မပြေမှုတွေရှိကြတယ်ဆက်ဆံခဲ့ကြတယ်ပြီးရင်ပြန်ပြီးတော့ဝေးကွာသွားကြအဲ့ဒီအကြောင်းအရာတွေကိုမပြေလေခင်းမှုတွေကိုဝေးကွာသွားမှုတွေကိုပြန်တွေးနေမယ်ဆိုလို့ရှိရင်ကိုယ်စိတ်ပင်ပန်းတာပဲရှိတယ်ခါတလေမှာသူတစ်ပါးကိုမုံဖို့ကသူ့ကိုမမုံရသေးခင်ကိုယ်တိုင်အရင်ပူလောင်ရတယ်ဆိုတာကိုမင်းမသွားဘူးလိုအပ်ပါတယ်။မားနေတဲ့မြုံလင်းရှစ်တွေမထားနဲ့။ဘာဖြစ်လို့လဲဆိုလို့ရှိရင်တချို့မြုံလင်းချက်တွေကလက်တွေးလိုက်မကြသလိုဖြစ်လာဖို့လေဝေးကွာတော့တယ်။ဒါကြောင့်လက်တွေးကြတဲ့မြုံလင်းရှစ်တွေကိုဦးစားပေးပြီးလှောက်ဆောင်တဲ့ရှင်းရှင်းမြတ်တာမှလည်းငတုံးမဖြစ်စေနဲ့ကိုယ်နှလုံးသားကိုသေချာအောင်စောင့်ရှောက်ပါရှင်းရှင်းမြတ်တာမှလည်းအားလုံးကိုပုံအိုးမိမ့်ပြီဆိုလို့ရှိရင်တခါတလေအရန်ရှိတဲ့လူတွေဘဝပါပစ္စည်းသွားတယ်ဘုရားအလောင်းရဲ့ရာဇဝင်တွေဇက်တော်တွေကိုကြည့်ရင်လေအရှိကြောင့်ပစ္စည်းသွားတဲ့ဘယင်တွေမနေဘူးအရှိကြောင့်ဘဝတွေဆုံးပါသွားတဲ့မိဖုရားတွေမနေဘူးနောက်ဆုံးတိုင်းပြည်ကြောင့်ပစ္စည်းတဲ့တယ်ဒါကြောင့်ကိုယ်နှလုံးသားကိုလေသေချာစောင့်ရှောက်ပါလူတိုင်းကိုယုံကြည်မှုနဲ့မလွန်ကဲစေနဲ့တခုခုဆိုအာနာတဲ့အကျင့်ကိုပြင်ပါလူကိုယုံကြည်မှုလွန်တာကတခါတလေအဲ့ဒီယုံကြည်မှုကကိုယ့်ကိုတတ်တတ်တယ်ကိုယ့်ရဲ့မကောင်းချောင်းကိုပြောနေတဲ့လူကကိုယ်အကောင်းဆုံးစောင့်ရှောက်ပေးပြီးတော့ကိုငြိမ်ပေးနေတဲ့လူလေးဖြစ်နိုင်တယ်ဗျဒါမဲ့တန်တရားလေးတားကြီးမထားဖို့လိုအပ်တယ်တခုခုဆိုအာနာတဲ့အကျင့်ကိုဘာကြောင့်ပြင်ခိုင်းတယ်လဲဆိုလို့ရှိရင်အဲ့ဒီအာနာတဲ့အကျင့်ကကိုယ့်ဘာကိုနေရင်းနဲ့ဒုက္ခတွေပီပီဝေဝေဖြစ်အောင်ပေးတယ်လို့ကိုတန်မအောင်ကြိုးစားပါစိတ်ရောကိုယ်ပါကျမ်းမအောင်ကြည့်ဆိုင်ပါတန်မာတွေဆိုတဲ့နေရာမှာခန္ဓာကိုယ်ကြီးပဲတန်မာလို့မရဘူးခင်ဗျစိတ်လေးတန်မာဖို့လိုလောကရန်တရား၈ပါးရှိတယ်ကိုယ်စိတ်ရှမ်းလာတယ်ကိုယ်စိတ်ဆင်းရဲမယ်ပေါ့နော်ရှိမှန်းခံရမယ်ကြေးရခံရမယ်အချမ်းရံရှိမယ်အချမ်းရံမေ့သွားမယ်နောက်တစ်ခါအပေါင်းအသင်းရှိလာမယ်အပေါင်းအသင်းတွေနဲ့ဝေးသွားဆိုတော့ကောင်းတဲ့၄ပါးကိုကြားတဲ့လူတွေကခံစားတတ်ကြပေမဲ့မကောင်းတဲ့၄ပါးကိုကြားရင်တော်တော်လေးကိုပြီးခန့်နိုင်စွမ်းမေးကြတာမျိုးရှိတယ်ဒါကြောင့်ကိုတန်မအောင်ကြည်ဆောက်ပါဆိုတဲ့နေရာမှာစိတ်ပဲခန္ဓာကိုယ်ပဲကြည်ဆောက်လို့မရအောင်စိတ်ရောဒီစိတ်တစ်ခုတည်းကိုပဲကြည်ဆောက်လို့မရအောင်ခန္ဓာကိုယ်တစ်ခုတည်းကိုပဲကြည်ဆောက်လို့မရအောင်နှစ်ခုလုံးကိုကြည်ဆောက်ရမှာဖြစ်တယ်ဘဝကိုကိုယ်ပုံစံအတိုင်းရှောက်လန်းပါဘယ်သူကြောင့်မှအကောင်ရှောက်မခံပါနဲ့ဒါလေးတော်တော်အရေးကြီးတယ်ဗျတခါတလေတို့တွေရဲ့ဘဝမှာသူများရဲ့ဝေဖန်မှုတွေကိုခံစားပြီးတော့ကိုယ့်ရဲ့ဘဝကိုယ့်ရဲ့စတိုင်ကိုအဲ့ဒီဝေဖန်မှုတွေကြေးရရှောင်ရှားမှုတွေဒီအကြောင်းတရားတွေကြောင့်ကိုယ့်ရဲ့ဘဝနေထိုင်မှုဘောင်ဝင်နေပြီးတော့ကျင်းမြောင်အောင်လုပ်လိုက်ကြတာမျိုးအများကြီးရှိတယ်ပိုင်မင်းနေတတ်တဲ့အခြေအနေတွေလည်းအများကြီးတွေ့ရတယ်အဲ့ဒါကမှန်ကန်တဲ့လောက်ဆောင်ချက်မှန်ကန်တဲ့တွေးခေါ်ချက်ပြီးတော့မှန်ကန်တဲ့ကိုယ့်ရဲ့ဘဝနေထိုင်မှုမဟုတ်ဒါကြောင့်ဘယ်သူကြောင့်မှအကောင်ရှောက်မခံနဲ့ဆိုတာအဲ့ဒါပဲအရင်ထိတွေ့လွန်ရင်ကိုယ့်ရဲ့ဘဝနေထိုင်မှုဘောင်တွေကျင်းသွားတယ်ဒါကြောင့်ကိုယ်စတိုင်နဲ့ကိုယ်နေပါသူများတို့ဒုက္ခမပေးပါနဲ့ဒါဆိုလို့ရှိရင်ဘယ်သူကြောင့်မှအကောင်ရှောက်မခံ
ကိုခေါင်းလျှောက်လာမဲ့အကြောင်းဆိုရင်ရေးဝံဝညင်းနိုင်ရကိုသာမျိုးလဲမှာအောက်ကိုပါလောကရန်လိုင်းတွေကိုရင်ဆိုင်ဖို့တိုက်တိမွေးပါဒါတို့စိုးစိုးကပြောသွားတဲ့လောကရန်တရား၈ပါးနဲ့ဆိုင်တာမို့လို့ထပ်ပြီးတော့မပြောတော့ပါဘူးသူများဘဝတွေကိုသွားမနှောင့်ယှက်ပါနဲ့အကျိုးမရှိတဲ့ကိစ္စတွေနဲ့အချိန်မဖြုံးပါနဲ့သူများဘဝတွေကိုသွားမနှောင့်ယှက်ပါနဲ့ဆိုတဲ့ဟာလေအရေးကြီးတယ်ဗျအဲ့တော့တခါလေကိုကပြပြရှင်ရှင်နဲ့စာနာမိတ်တတ်တာလေတချို့သောဘဝတွေကိုနှောင့်ယှက်မိတာမျိုးဖြစ်သွားနိုင်ဒါလေးတော်တော်တတိထားရတဲ့ကိစ္စဘဝမှာမတန်တာတွေအများကြီးရှိတယ်တဲ့ဒါကြောင့်မို့ຫນွေမိုးဆောင်းပြောင်းလဲသွားတိုင်းကြမ်းကြမ်းမာရှိအောင်ဂရုစိုက်ပါဆိုလိုတာမတန်မရာအကြောင်းအရာတွေပုံမှာသိပြီးမပြေဆက်ပါနဲ့လို့ပြောတာပါအဓိကတော့ဘယ်သူတွေကိုရှစ်ရှစ်မရှိရှစ်ကိုတန်ဖို့ကိုယ်တိုင်မြင်အောင်ကြည့်ပါတဲ့ဒါလေးအရေးကြီးရယ်နော်ကိုပြုံးညံ့ရှစ်ကိုမြင်ရင်နဲ့ထုံမပြနဲ့ကိုအပိုကိုပြန်ကောင်းဖို့မမေ့ပါနဲ့ကိုရဲ့ပြုံးညံ့ရှစ်တွေကိုထုတ်ပြမိလိုက်တာကတခါတလေဖွင့်ရှာမိလိုက်တာကအဲ့ဒီကိုပြောလိုက်တဲ့လူကိုယုံလို့ဖွင့်ရှာမိလိုက်တဲ့လူကတခြားလူကိုအပြစ်တင်ဝေဖန်ဖို့ကိုကိုဝေဖန်ဖို့ကိုကိုအပြစ်တင်ဖို့အတွက်ကုံရမ်းပေးလိုက်တဲ့လိုမျိုးတောင်ဖြစ်သွားနိုင်တယ်ဗျဒါကိုလည်းသတိထားဘဝတစ်သက်တာလုံးမှာကိုကာကွယ်စောင့်ရှောက်ရင်လောက်เสียရှိတာအာယုံစိတ်လောက်ဆောင်ပါတဲ့ကိုဘာကိုသွားရှင်လဲကိုရဲ့ direction ကဘာလဲကိုဘေးကိုရအောင်သွားရှင်တာလေအဲ့ဒါကိုအာယုံစိတ်ဖို့လိုတယ်ဗျတခါတလေအားလုံးမေလို့တွေးနေတတ်တာလေမလုပ်ဖြစ်အောင်အရှင်နှောင်းနေစေအောင်ဖြစ်နေတဲ့တာမျိုးရှိတယ်အဲ့ဒါကိုလေသတိထားဒါကြောင့်လှုပ်ရှားရှိတာအာယုံစိတ်ပြီးလှုပ်လိုက်လို့ရှိရင်ခရီးတော်နဲ့ပန်းနိုင်ရောက်တတ်တယ်ရောက်နိုင်တယ်ရောက်သွားကြတဲ့လူတွေလေဒီတိုင်းပဲရှောင်းလန်းသွားကြတာအတိတရားတွေရင်းကျင်အောင်သင်ယူပါအတိတရားရင်းကျက်လာတဲ့နောက်ပိုင်းမှာနောင်တကဲ့မဲ့တဲ့ဘဝကိုပိုင်ဆိုင်ရပါတယ်တဲ့ဘဝဆိုတာအရင်မရှာဖို့နဲ့တန်မာဖို့ပါတဲ့ကဲဒီနေ့ဘဝစာသားဘဝနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုဖတ်ပြရင်းနဲ့ဒီနေရာမှာပဲဆုံးသက်လိုက်ပါတယ်အားလုံးကိုစိတ်နှပြကျမ်းမှရှင်လဲရှင်းမြေကြပါစေ